Tano lumyo sura baduri bale. Shambine kalomyo ne inle kango ludain tijabime. Di deda dwema ni thanjare. Tano lumyo goro tijame mthemaru. Tano lumyo ri ha myo pyaw lu mate shi ni de lumyo su sayin the ma pa won nide tayin da lu ne su phit bi lu uye 9000 ကျော်တာရှိပါတယ်။ Tano lumyo ne ပတ်သက်တဲ့တမိုင်းမှတ်တမ်းမှတ်ရမရှိတလောက်နေပါပြီ။ဘာသာစကားတစ်ခုတည်းသာကြံရှိနေတဲ့လူမျိုးစုလည်းဖြစ်နေပါတယ်။ Tano စကားဟာ Austro အာရှဘာသာမျိုးရိုးမွန်ခမာမျိုးကွဲပလောင်ဝါအောက်စုမှာရှိတဲ့ဘာသာစကားမျိုးဖြစ်ပါတယ်။ Tano စကားဟာရှမ်းတောင်ဒေသရှိရှမ်းပအိုဒနုပလောင်အင်းသားနဲ့တောင်ရိုးစကားတွေနဲ့မတူဘဲတိချရှိနေတဲ့ဘာသာစကားဖြစ်ပါတယ်။ Tano လူမျိုးတွေဟာအချင်းချင်းကနော်လို့ခေါ်ကြပါတယ်။ကနော်ဆိုတဲ့အဓိပ္ပာယ်ကအေးအေးဆေးဆေးနေတတ်တဲ့လူမျိုးလို့ဆိုပါတယ်။တကယ်လဲအေးအေးဆေးဆေးနေတတ်ကြတယ်လို့ရိုးသားဖို့ရွှေပြီးဧည့်သည်ပေါ်အလွန်ပြူငါတတ်ကြတဲ့စိတ်နှလုံးသားပိုင်ရှင်တွေလည်းဖြစ်ကြပါတယ်။ Tano လူမျိုးတွေဟာကလောမျိုးတွေကတောင်ပိုးလှရွာတစ်အဲရွာဖျားဥရွာထင်းရှူကုန်းရွာကြောက်ဆင့်ရွာချောင်းကြားရွာပေါ်တုတ်ရွာတို့မှာနေထိုင်ကြပါတယ်။ Tano လူမျိုးတွေဟာတောင်ယာလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပြီးသူတို့ဒေသဟာလေပတ်ချင်းစရာကောင်းပြီးတိတ်ဆိတ်အေးချမ်းတဲ့နယ်မြေလည်းဖြစ်ပါတယ်။ခီးသွွားဧည့်သည်တွေအလာများတဲ့ကလောမျိုးနဲ့အင်းလေးကန်ကိုအဓိကသွားကြပြီး Tano လူမျိုးတို့နေထိုင်ရာဒေသကိုတော့ကြော်သွားလေရှိကြပါတယ်။တရင်ကျလိုအခါသမယမှာ Tano လူမျိုးတွေဟာဖုန်ကြီးကျောင်းတို့မှာပွဲကျင်းပါကဧည့်သည်တွေကိုမိခိုးသိပ်ကျွေးမွေးအိတ်ခံတတ်ကြပါတယ်။ Tano ဒေသကိုရောက်ရင် Tano လူမျိုးတွေကျွေးမွေးတဲ့သမင်းတနက်ကိုစားဖူးတဲ့နယ်လို့ညွှန်းချင်ပြီးတောင်ပိုးလှရောင်ကအဓိကပင်ရင်းရွာဖြစ်ပါတယ်။အောက်တိုဘာလကနေဇန်နဝါရီလအထိဟာ Tano လူမျိုးတို့နေထိုင်ရာဒေသကိုတွားလေပတ်ဖို့အကောင်းဆုံးအချိန်ဖြစ်ပြီးအရန်အေးတဲ့ကာလတွေပါ။လူဦးရေနေပါပြီးဖွံ့ဖြိုးမှုနောက်ကျနေစေဒေသဖြစ်သလိုရိုးရာဝတ်စုံကိုလည်းယခုကာလကျမှတတ်မှတ်ဖို့လှုပ်ဆောင်နေကြတဲ့လူမျိုးစုတွေလည်းဖြစ်ပါတယ်။ကျွန်တော်ကတော့လက်ရှိဒီ Tano လူမျိုးဝတ်စုံကိုသဘောကျပါတယ်။ဒေသတွင်းကအခြားလူမျိုးဝတ်စုံတွေနဲ့တရံစင်ပြီးမဲ့ကွာခြားပြီးလှပပါတယ်။ကလောနဲ့အင်းလေးကိုရောက်ဖြစ်ရင် Tano လူမျိုးစုတွေနေထိုင်ရာဒေသကိုအလေတစ်ခေါက်တော့ရောက်အောင်တွားကြဖို့တိုက်တွန်းပေးရစေ။ဘာမတိုင်းမှာတင်ဆက်တည်